အရမ်းမှန်တယ်ဖတ်ပြမယ်သိလား Facebook မှာ Van နဲ့ Pana တိပရေးထားတာ Elon Musk တို့ကြီးပွားတိုးတက်တာလည်းမပြောနဲ့လေမနဲ့ဆိုအစောကြီးထပြီးမဟာသမယတော့ရွတ်တယ်ခြေလေးချောင်းသားရာသက်ပန်ရှောင်းတယ် Space Mission တစ်ခုလုပ်တိုင်းပြီးလက်ခတ်မှာပွဲပေးတယ်သူ့ရဲ့ Tesla ကအန်တီယကင်းအောင်ခမဲပင်ဘိုးဘိုးကြီးစီပြတယ်သူ့မိန်းမတွေကလည်းအိမ်မှုကိစ္စလုပ်ရင်တရားခွေတွေနာယူတယ်သူ့ကလေးတွေကိုနှွေးချောင်းပိတ်ရင်ဓမ္မစကူးပို့တယ်ပြီးခဲ့တဲ့ American ရွေးကောက်ပွဲမတိုင်ခင် Donald Trump သမ္မတဖြစ်ဖို့သူကိုယ်တိုင်လည်းအစိုးရအဖွဲ့ဝင်ဖြစ်ဖို့ကိုးနှဝင်းအတိတ်ထံဝင်ခဲ့တယ်လူသားတွေကို multi-planetary species ဖြစ်လာအောင်ကြိုးစားပေးပြီးစัจ java အနက်မှာသာသနာပြုလုပ်ငန်းတွေလုပ်ဖို့စီစဉ်နေတယ်ပထမဆုံးသာသနာပြုလုပ်ငန်းအနေနဲ့ Mars မှာဖျားတီဖို့ကိုလည်း US dollar 969 billion မတီထားတယ်ကဲခုလောက်ဆိုတင်တို့ဘာကြောင့်မအောင်မြင်သေးတာလဲသဘောပေါက်လောက်ပြီးတဲ့ကိုကာ host news တဲ့အရမ်းမှန်တယ်နော်အရမ်းသဘောကျတာပဲအဲ့ဆရာရေးထားတယ်ပညာရေးနဲ့လူမှုရေးဆက်ဆံရေးမှာအားစိုက်ပါတယ် hashtag တဲ့အလုပ်စ조사ပါတယ် hashtag ကဲတရှင်မပြောပဲအကောင်းမမျောပဲအကောင်းဆုံးစ조사အားထုတ်ပါတယ်နောက် hashtag ဘာသာရေးလောက်တာနဲ့ဘာသာရေးနဲ့အချိန်ပြုံးတာကွဲပြားအောင်လုပ်ပါတယ်ဗမာဗုဒ္ဓဘာသာတွေကလေအဲ့အတိုင်းပဲသိလားယောက်ျားရောမိန်းမရောအဲ့လိုပဲသိလားအဲ့ဒါကြောင့်မလို့ဒါတွေ့တော့လေအရန်သဘောကျလို့တင်ပြလိုက်တာကဲမဟာသမယတုတ်ရွတ်တဲ့